ဒီဘက်ချမ်းကျွန်တော်ကဘန်ကောက်အဲ့ဘက်ကျွန်းလေးကကျွန်တော်သွားလိုက်မယ်မွန်ကျွန်းမှာဒီကျွန်းမှာကျွန်တော်မွန်လူမျိုးတွေပဲအခြေချနေထိုင်နေဆိုပြီးကျွန်တော်သတင်းရရှိထားပါတယ် เป็นคนไทยหรือว่ามอญใช่ไหม มอญ ผมก็เป็นคนมอญแต่ผมอยู่แฟนพม่านั่นไงอ่ะမျိုးတွေ ဒီမွန်ပြည်နယ်ပေါ့ကျွန်တော်ဒီဟန်နာဝတီပဲခူးရဲ့အငွေ့သက်အပြည့်အဝကိုအဓိကခံစားရတယ်ဗျာ เข้าใจแล้ว นี่พม่าลบไทย ใช่ใช่ใช่ นานหลายร้อยปี หลายร้อยปี ตีมอนเข้ามาในไทย ကျွန်တော်မွန်ပြည်နယ်ဘက်ကရွာရင်းနဲ့သွားတူတယ်ပေါ့နော်ဒီကျွန်းပေါ်ကမွန်လူမျိုးတွေလုပ်တဲ့အုပ်လုပ်ငန်းပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အားအများကြီးစောင်းကုန်ကျွန်တော်အခုအချိန်လေးရှိသေးတာမို့ကျွန်တော်တို့အမျိုးတွေစီကကျွန်တော်တောင်းရမယ့်အငွေတွေကျွန်တော်သွားတောင်းရအောင် Let's go ကျွန်တော်ရန်ကုန်မြို့မှာနေထိုင်ကြတဲ့90ရာခိုင်နှုန်းသောညီမလူမျိုးတွေမှာမွန်သွေးသွက်ပါတယ်လို့ကျွန်တော်ပြောရင်ယုံကြမှာကျွန်တော်အမှန်တကယ်ကရန်ကုန်မြို့ဆိုတာတချင်ကရာမွန်ညတိုင်းလို့ခေါ်တဲ့မွန်တိုင်းပြည်အောက်မှာရှိတဲ့ဒီတကုံလို့ခေါ်တဲ့ရှေးအောင်မြို့တစ်မြို့ပါအမှန်ကျွန်တော်အလောင်းဖျားကြီးကတတိယမြန်မာနိုင်ငံကိုတည်ထောင်တဲ့အချိန်လေးရောက်ကိုဒီရန်ကုန်မော်လမြိုင်မုတ္တမပသိမ်ပေါ့နော်အစဒီတာမှာနေထိုင်ကြတဲ့မွန်တချို့ကသူကထိုင်းနိုင်ငံအဲ့တော့ကတော့စီယန်ပေါ့နော်စီယန်လို့ခေါ်တဲ့ဒီထိုင်းနိုင်ငံကိုပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြပါတယ်